Hello ကျွန်တော်အခုဆိုရင်ပေါ့နော်ကျွန်တော် UK ရောက်တာကျွန်တော်တလားရှိသွားပြီပေါ့နော်ကျွန်တော်တလားရှိသွားပြီဆိုတော့ကျွန်တော် Messenger မှာလာမေးကြတယ်ပေါ့နော်ဒီ brother တုန်းကရော UK ကိုမလာခင်ပေါ့နော်ဘယ်လောက်ကုန်သွားလဲပေါ့နော်ဘယ်လာမေးကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ view ထဲမှာကျွန်တော်တုန်းကပေါ့နော် UK ကိုလာကန်ဒီမလာခင်ကျွန်တော်ပတ်စံဘယ်လောက်ကုန်သွားလဲနောက်ပြီးပတ်စံဘယ်လောက်ရှိလို့ရှိရင်ကျွန်တော် UK ကိုလာလို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တချို့လူတွေချိန်လို့ရအောင်လို့ပေါ့ကျွန်တော်တုန်းကဘယ်လောက်ကုန်သွားလဲဆိုတော့ကျွန်တော်တစ်ချက်ဒီ view လေးမှာကျွန်တော်ပြပေးသွားမှာပေါ့နော်ပထမဦးဆုံးအနေနဲ့ပေါ့နော်ကျွန်တော်က Gasto University က Gasto University မှာlevel 3ရယ်နောက်ပြီး first year second year ပေါ့နော်အဲ့ဒီမျိုးတန်းရတာဆိုတော့အဲ့ဒီအကြောင်းစိတ်တွေကတော့ကျွန်တော်မပြောပြပေးသွားတော့ဘူးเนาะကျွန်တော်အခုပြောပြပေးသွားမှာကတော့ဒီ UK ကိုသွားတဲ့အချိန်မှာကျွန်တော်ဘယ်လောက်ကုန်သွားလဲဆိုတဲ့ဟာကိုပဲကျွန်တော်အဓိကထားပြီးတော့ focus လုပ်ပြီးကျွန်တော်ပြောပြပေးသွားမှာပေါ့နော်ဆိုတော့ပထမဦးဆုံးပေါ့နော်ကျွန်တော် UK ကိုလာမယ်ဆိုတော့ကျွန်တော် decision ချပြီးရတော့ကျွန်တော်အဲ့ agent ပေါ့နော်ဒီကကျွန်တော် agent တွေလိုက်ဆောင်နေတယ်ပေါ့နော်အဲ့မှာသွားပြီးတော့ academy ပေါ့နော် academy education ဆိုတဲ့ agent တွေပဲကျွန်တော်လာခဲ့တာပေါ့နော်ဘာလို့သူ့ကိုရွေးခဲ့လဲဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့ Gasto ကနေပဲကျွန်တော် senior တွေပေါ့နော်senior တွေတချို့ senior တော်တော်များများကသူနဲ့သွားတာပေါ့နော်သူနဲ့သွားတာဆိုတော့အဲ့နဲ့ကျွန်တော်လည်းသူနဲ့ပဲလုပ်လိုက်တာပေါ့နော်လုပ်လိုက်တော့ကျွန်တော်တို့အဲ့ဒီမှာပေါ့နော်မနောက်ဆုံးကျွန်တော် agent fees ပေါ့ service fee ပေါ့နော် service fee ကကျွန်တော်ကျောင်းလျှောက်တာပေါ့နော်ကျောင်းလျှောက်တာရယ်သူက visa service ရယ်ဆိုပြီးတော့နှစ်ခုပေါ့ကျောင်းလျှောက်တာကသူက9000ယူတယ်ဗျာ9000ကိုမှသူကနှစ်ကျောင်းလျှောက်ပေးတယ်university နှစ်ခုလျှောက်ပေးရပေါ့နော်9000ရယ်ပြီးတော့ဒီ visa service ကသူ့ရဲ့ပုံမှန်ဈေးက4သိန်းခွဲပေါ့နော်4သိန်းခွဲဆိုတော့ကျွန်တော်ကျောင်းလျှောက်တာ visa service ကိုဆိုလို့ရှိရင်သူက9သိန်းယူရပေါ့နော်ဒါပေမဲ့အဲ့တုန်းကကျွန်တော်ကဘယ်လိုလဲဆိုတော့ကျွန်တော်တကယ်ချင်းခုနကျွန်တော်တို့တူတူနေနေကျွန်တော်တကယ်ချင်းကလည်းဒီ UK ကိုလာမှာဆိုတော့ကျွန်တော်ကသူ့ကိုလည်း agent နဲ့ပဲ app ပေးလိုက်တာပေါ့နော် app ပေးလိုက်တော့ကျွန်တော်ကဒီတကယ်ချင်းတယောက်ကို refer price အနေနဲ့ပေါ့နော် discount အနေနဲ့ကျွန်တော်က9000ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်က visa service fee မှာဗျာကျွန်တော်4သိန်းခွဲပေးရမှာအောင်4သိန်းပဲပေးရတယ်ပေါ့နော် total ဆိုလို့ရှိရင်ကျွန်တော်4သိန်းခွဲပဲကြာခဲ့တာပေါ့နော်အဲ့ဒါတစ်ခုပေါ့နော်အဲ့ဒါကျွန်တော်လာခင်အဲ့မှာကျွန်တော်ကျောင်းလျှောက်တော့အိမ်မှာဒီနှစ်ကျောင်းလျှောက်တယ်ပေါ့Sunderland University နဲ့ကျွန်တော်က Bristol University နှစ်ခုလျှောက်ခဲ့တာပေါ့နော်နှစ်ခုလျှောက်ခဲ့တာမှာကျွန်တော်ကနှစ်ခုလုံးက offer letter ရခဲ့ပေါ့နော် offer letter ရပြီးတော့ကျွန်တော်ဘာလို့ဒီ Sunderland လာပြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်စတော့ကျွန်တော် Bristol သွားမှာပဲရတယ်ဒါပေမဲ့ Bristol ရဲ့ offer letter မှာသူက September 8 တော့ပဲကျွန်တော် offer letter ပေးထားတာပေါ့နော်အဲ့တော့ September 8ကျတော့ဗျာတင်ပါအရင်ကြာသွားပါလေအရင်ကြာသွားပြီးတော့ဒီအဖေကလည်းကျွန်တော်နည်းနည်းထောက်တော့ပေါ့နော်နည်းနည်းထောက်ဆိုပြီးတော့အဲ့ဒါနဲ့ပြောနေတော့အဲ့နဲ့ကျွန်တော်လည်းဒီ Sunderland ကိုပဲရွေးလိုက်တာပေါ့နော်ဆိုတော့အဲ့ဒီ agent ကိစ္စပြီးသွားပြီပေါ့နော်ကျွန်တော် agent နဲ့မှာပတ်စံနေလုပ်တယ်ပြီးတော့ဒီလိုရတဲ့စာရွက်စာတမ်းတွေပေါ့နော်ဒီမွေးစင်းတို့တခြားဒီ online ပဲပါညာအဲ့လိုမျိုးတွေပေါ့နော် agent ကတော့သူကြောက်ချောက်တာတွေပါနေတော့သူကလောက်သွားတာပေါ့နော်ကိုကအဓိကကျွန်တော်ဘက်ကဒီသူတောင်းတဲ့လိုရတဲ့ document တွေပေါ့နော်ဒီစာရွက်စာတမ်းတွေကိုကျွန်တော်ပို့ပေးဝင်ပေါ့နော်အဲ့တော့ပထမဆုံးပေါ့နော်ကျွန်တော် agent နဲ့ရှောက်လိုက်တော့ကျွန်တော်ကအဲ့စန္ဒလက်မှာပဲတက်တော့မယ်ဆိုပြီးကျွန်တော်ဆုံးဖြတ်ချက်ပြီးသွားတော့ဆုံးဖြတ်ချက်ချပြီးသွားတော့ကျွန်တော်အကြောင်းကျွန်တော်3500ပေးရတယ်ဗျာကျွန်တော် deposit ပုံစံမျိုးကိုကျွန်တော်ပေးရတယ် deposit ပုံစံမျိုးပေးရတော့အဲ့တုန်းကကျွန်တော်က agent နဲ့ပဲတွန်းလိုက်တာပေါ့နော် agent နဲ့တွန်းလိုက်တော့6148 rate နဲ့ကျွန်တော်ပေးခဲ့ရတာပေါ့နော်ပေးခဲ့ရတော့ကျွန်တော်အဲ့တုန်းကကျွန်တော်215သိန်းပေါ့နော်215သိန်းကျွန်တော်ပထမဆုံးအနေနဲ့ဒီအကြောင်းကိုတွန်းလိုက်တယ်ပေါ့နော်အဲ့မှာဗျာကျွန်တော်တို့အကြောင်းလာကားကဒီခုဆန္ဒလမ်းမှာကိုပဲကျွန်တော်က computer system engineering ကိုကျွန်တော်ကကျောင်းလာက16000ဗျာ16000ကိုသူက international student discount က1400ရဲ့ခုနဒီ3500ပေါ့နော်3500ကိုသူကစောသွင်းမယ်ဆိုလို့ရှိရင်မင်းကို early bird discount အနေနဲ့ဆိုပြီးတော့ပေါင်1000ထပ်ပေးမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ပြောတော့အဲ့ဒါနဲ့ကျွန်တော်ကအဲ့3500ကိုအဲ့စောသွင်းလိုက်တာပေါ့နော်စောသွင်းလိုက်တော့ကျွန်တော် total ဆိုလို့ရှိရင်ခုန international student discount နဲ့ဒီ early bird discount 1000နဲ့ဆိုလို့ရှိရင်ကျွန်တော် total 2400ဒီစန္ဒလမ်းမှာကျွန်တော် scholarship ရခဲ့တာပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်အဲ့ကျောင်းအဲ့300ကျော်ပေါ့နော်300ကျော်သွင်းလိုက်တယ်သွင်းလိုက်ပြီးတော့အဲ့မှာ CS ကတ်ရှိတွေပါဖြည့်ပြီးတော့အဲ့မှာအဓိက visa process ပေါ့နော်အဲ့မှာ visa စလျှောက်တော့မယ်ဆိုတော့အဲ့မှာ visa လျှောက်ဖို့အတွက်ဆိုလို့ရှိရင်ဗျာသူကfee 3ခုပေးရတယ်ဗျာ fee 3ခုဆိုတာ IELTS fee ရယ် visa application fees ရယ်ပြီးတော့ဒီ biometric ရယ်ပြီးတော့ priority fee ပေါ့နော်ကျွန်တော်တို့တုန်းက priority နဲ့လာခဲ့တာဗျာအဲ့ priority fee ကဘာလဲဆိုတော့ဗျာကျွန်တော်တို့ visa မှာဆိုရင်သူက3မျိုးရှိရဗျာ3မျိုးကကျွန်တော် standard ရယ် priority ရယ် super priority ရယ်ဆိုပြီးတော့သူက3မျိုးရှိရယ်3မျိုးကအဲ့standard နဲ့ရှောက်မယ်ဆိုလို့ရှိရင်သူက visa ကတစ်လလောက်စောင့်ရတယ်လို့ပြောတယ်ပေါ့နော်တစ်လလောက်စောင့်ရတယ်ဒီ priority နဲ့ရှောက်မယ်ဆိုလို့ရှိရင်တော့ဒီ9ရက်ကနေ10ရက်အတွင်းပေါ့နော်အဲ့လိုမျိုးကြာတယ်super priority ဆိုရင်တော့အဲ့လို2ရက်3ရက်လောက်ကြာတယ်ပေါ့နော်
အဲ့လိုမျိုးရှိရင်ပေါ့နော်ဒါပေမဲ့ကျွန်တော်စုံစမ်းကြည့်တော့ကိုကြီးပေါ့နော်ချို့ဒီစက်တင်ဘာကလာတဲ့အကိုကြီးဆိုလို့ရှိရင်သူကစတန်ဒတ်နဲ့လျှောက်တာအောင်ပဲဟိုအဲ့လို3ရက်လောက်နဲ့ကြာတယ်ပေါ့နော်စတန်ဒတ်နဲ့ဝယ်3ရက်လောက်နဲ့ကြာတယ်လို့ပြောကြတယ်ပေါ့နော်ဒါကတော့တယောက်နဲ့တယောက်မတူဘူးပေါ့နော်ကျွန်တော်က priority ယူခဲ့တာဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ဆက်လာလို့ visa process စလုပ်တဲ့အချိန်မှာအဲ့ November နဲ့ December ကြားထဲရောက်နေတယ်ကျွန်တော်ကဒီ January အတိတ်လာမှာဆိုတော့မမီမှာဆိုလို့ပေါ့နော်အဲ့နဲ့ကျွန်တော် priority service ကိုယူခဲ့လိုက်တာပေါ့နော်တော့ priority service ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒေါ်လာ600ကျော်ဟုတ်တယ်600ကျော်လောက်ထပ်ပေးရတယ်ဗျာထပ်ပေးရတော့ကျွန်တော်အဲ့ဟာကိုပေးပြီးတော့လာခဲ့တာပေါ့နော်ဆိုတော့အဲ့မှာပေါ့နော်ပထမဆုံး IHS fee ပေါ့နော် IHS fee ဆိုတာတော့ဒီ health insurance လို့ပြောလို့ရတယ်ဗျာဒီကျန်းမာရေးပညာပေါ့နော်အဲ့ဒါအတွက်ကိုသူက1534.28ပေါ့နော်ဒီဒေါ်လာအဲ့ကောင်ကကျတော့ဒေါ်လာပေးရမယ်ဆိုတော့ကျွန်တော်အဲ့တုန်းကကျတော့အဲ့အေးချောင်းမေးကြည့်တာဗျာအဲ့ဒါတစ်ခုရှိရဗျာလို့ပေးလို့ရတဲ့ဟာသူတို့နဲ့ agent နဲ့ပဲပေးလို့လည်းရတယ်ကိုမှ visa card ရှိရဆိုလို့ရှိရင် visa card နဲ့လည်းပေးလို့ရတယ်ဆိုတော့အားနဲ့ကျွန်တော်လည်း try ကြည့်မယ်ဆိုပြီးကိုကပဲ try ကြည့်မယ်ဆိုပြီးတော့ကျွန်တော် try ကြည့်လိုက်တာပေါ့နော်ကျွန်တော် UAB visa card နဲ့ try ကြည့်လိုက်တာကိုကျွန်တော်အဲ့တုန်းက UAB နဲ့တွင်တာ4551 rate ပေါ့နော်ဆိုတော့ကျွန်တော်အဲ့1500ကျော်ကိုကျွန်တော်အဲ့4551နဲ့ဆိုတော့ကျွန်တော်အဲ့တုန်းက6,8300အဲ့လောက်တွင်လိုက်ရတာပေါ့နော်အဲ့ဒါ IH ရဲ့ fee အတွက် IH ရဲ့ fee အတွက်အဲ့ဒါတွင်လိုက်တယ်ပြီးတော့အဲ့ဒါနဲ့ကျွန်တော်သူကမခတ်ဘူးဗျာအဲ့ဒါ website မှာပဲဒီတိုင်းလေးပဲဗျာအဲ့ဒါအဲ့လိုကျွန်တော်တို့ပုံမှန်ဈေးဝယ်တယ်လို့ပဲကျွန်တော်တို့ visa information လေးဖြည့်ပြီးတော့အဲ့ OTP ကြာရင် OTP လေးထည့်လိုက်ရုံပဲဗျာပြီးသွားပြီဗျာလားအဲ့နဲ့ကျွန်တော်အဲ့ဒါနဲ့တွင်းလိုက်ပြီးသွားတော့ကျွန်တော် visa application fee ပေါ့နော်ဒေါ်လာ646ကိုကျွန်တော်အဲ့တုန်းကလည်းအဲ့တနေ့တည်းတွင်းလိုက်တာဆိုတော့သူက4551 rate ပဲအဲ့ UAB ကတ်နေပဲကျွန်တော်ချလိုက်တာပေါ့နော်ချလိုက်တော့သူကအဲ့မှာကျွန်တော်29သိန်း4000အဲ့29သိန်း4000ပေါ့အဲ့လောက်ကျွန်တော်ပေးလိုက်ရတယ်ပေါ့နော်အဲ့ visa application fee အတွက်ကို29သိန်း4000လောက်ပေးလိုက်ရတယ်IHF fee အတွက်ကခုန69သိန်း8300ပေါ့နော်အဲ့မှာအဲ့နှစ်ခုပေးပြီးတော့အဲ့မှာကျွန်တော်စပြီးတိုင်ပတ်တာပဲပေါ့နော်နောက်ဆုံးတစ်ခုပဲပေးရတော့မှာဗျာအဲ့ biometric နဲ့အဲ့ priority fee ဆိုတဲ့ဟာပေါ့နော်ကျွန်တော်အဲ့ priority အမြန်ကြီးပေါ့အမြန်ကြီးလို့မြန်မာလို့ဆိုအမြန်ကြီးဗျာအဲ့အမြန်ကြီးအဲ့နှစ်ခုပေးရမှာဗျာအဲ့နှစ်ခုပေးရမယ့်အခါမှာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အဲ့ပုံမှန်တိုင်းပဲကျွန်တော် visa card နဲ့ပေးမယ်ဆိုပြီးလုပ်တဲ့အချိန်မှာအဲ့မှာ error ကြီးတက်နေရဗျာလားကျွန်တော်အဲ့ error တော်တော်ကြီးလို့ဟို agent ကိုလည်းမေးကြည့် agent ကလည်းသူကပုံမှန်ဆိုလို့ရှိရင်လည်းဟိုသူတို့ဟိုကျောင်းသားတွေကသူတို့နယ်ပဲတင်တာဆိုတော့ညသူတို့လည်းအဲ့လိုမျိုးဗျာလားဟို set try ကြီးပေါ့နော်အဲ့လို set try ကြီးဆိုတော့ကျွန်တော်လည်းအဲ့တော့2ရက်လောက်ကြာသွားတယ်အဲ့နောက်ဆုံးအဲ့ priority နဲ့အဲ့ biometric priority fee ပေးဖို့အတွက်ပေါ့နော်2ရက်လောက် try နေဆိုအဲ့လိုပြောဟိုတစ်ချိန်ကြီးရသွားမလားဆိုတော့အဲ့စိတ်နေပေါ့နော်အဲ့လိုမျိုးပဲအဲ့ဒါနဲ့နောက်ဆုံးသိလိုက်ရတာတခုကသူကမြန်မာနိုင်ငံက visa card ကိုလက်မခံတာပေါ့နော်အဲ့တော့ visa နဲ့မြန်မာနိုင်ငံက visa card ဖြစ်လို့လည်းလက်မခံဘူးဆိုတော့အဲ့ဒါနဲ့ကျွန်တော်လည်းဟောလို့အဲ့ဒါနဲ့ဟုတ်ပြီပေါ့နော်ကျွန်တော်တယောက်တည်းအဲ့တော့လည်းကျွန်တော်အဲ့ UK visa group ထဲမှာပေါ့နော်ကျွန်တော်အဲ့ဒါတင်ပေးလိုက်တော့အဲ့မှာတချို့လူတွေပြောပြတာပေါ့နော်အဲ့မြန်မာနိုင်ငံ visa ကသူတို့လည်းဖြစ်ကြတယ်ပေါ့နော်အဲ့ဒါနဲ့ agent နဲ့ပဲကျွန်တော်ချက်ချင်းတွန်းလိုက်တာအဲ့ကျွန်တော်တို့ academy ရနေပေါ့နော် academy ကတွန်းလိုက်တာကိုအဲ့တုန်းကတော့4983 rate ပေါ့နော်ကိုယ့်ဘက်ကို UAB visa ကနဲ့တွန်းလိုက်ရင်တော့4500ကျော်လောက်ပဲကြာမှာပေါ့နော်ဒါပေမဲ့ဒီ agent နဲ့တွန်းလိုက်တာဆိုတော့ကျွန်တော်အဲ့4983 rate ဆိုတော့ကျွန်တော်အဲ့တုန်းကပေးလိုက်ရတာက964ကို4983 rate ဆိုတော့ကျွန်တော်38သိန်း9900ပေါ့နော်အဲ့လောက်ပေးလိုက်ရတယ်ပေါ့တွင်းလိုက်ပြီးတော့အဲ့မှာကျွန်တော် visa ကကျွန်တော်အဲ့တုန်းကအဲ့ priority နဲ့ကိုပဲကျွန်တော်2ရက်လောက်ပဲဆိုတော့2ရက်တောင်မဟုတ်ဘူးပေါ့နော်ကျွန်တော်1ရက်ပဲ1ရက်လောက်တော့ပေါ့အဲ့လောက်ပဲစောင့်လိုက်ရတယ်ကျွန်တော်ဆက်ဆက်မှုမေးတန်းဝင်လာတယ်ပေါ့နော်တန်းဝင်လာပြီးတော့ဆက်ဆက်မှုဝင်လာတယ်နောက်တော့နောက်အဲ့ဆက်ဆက်မှုဝင်လာပြီးတော့3ရက်လောက်ကြာတော့ကျွန်တော် visa column မေးရောက်လာတယ်ပေါ့နော်အဲ့ဒီမှာဖြစ်ချင်တော့အဲ့ဒီမှာကျွန်တော် visa collect သွားလုပ်တဲ့နေ့မှာပဲမြန်မာနိုင်ငံကို priority service ပိတ်သွားပြီဆိုပြီးပြောတဲ့နေ့ပဲဗျာလားဂျန်ကတော့ဘယ်နေ့လဲမသိဘူးအဲ့မှာကျွန်တော်တငယ်ချင်းကြီးအခုကျွန်တော်လည်းတူတူဟိုတက်ဖလက်တဲ့နေနေရဗျာတက်ဖလက်တဲ့နေအဲ့တငယ်ကြီးတယောက်ဆိုလို့ရှိရင်သူလေးဆိုလို့ရှိရင်အဲ့နေ့က appointment ချိန်ထားတာဒါပေမဲ့အဲ့နေ့သွားတဲ့အချိန်မှာ priority ကိုမြန်မာနိုင်ငံမပေးတော့ဘူးဆိုပြီးတော့သူပြောလိုက်တယ်ဆိုပြီးတော့သူကအဲ့ဒါနဲ့ထိုင်းဝမ်ချင်းတန်းပြီးတော့ပြေးပြီးလောက်ရတာပေါ့နော်အဲ့မှာကျွန်တော်ကန်ကောင်းဝါပဲပြောမှာပေါ့လုံးဝအဲ့နေ့မှာပဲကျွန်တော် collect သွားလုပ်တဲ့အချိန်မှာပဲပိတ်သွားတာဗျပိတ်သွားတော့အမ agent တော့မသိသေးဘူးအဲ့တုန်းက agent တော့မှအဲ့ပိတ်သွားတယ်ဆိုတာ तू မသိရောအဲ့ဒါနဲ့ကျွန်တော်တို့တော့မှဒီလေးတဲ့အသေးချောင်မေးခဲ့ပြီပေါ့အဲ့ဒါနဲ့ကျွန်တော်အဲ့ collect သွားလုပ်တဲ့နေ့မှာပဲတခါတည်းအဲ့ VFS ကိုတခါတည်းမေးခဲ့လိုက်တာပေါ့နော်မေးခဲ့လိုက်တော့သူကဟုတ်တယ်တကယ်ပိတ်သွားတယ်တဲ့ primary မြန်မာတော့မပေးတော့ဘူးเนาะအဲ့ဒါနဲ့ဘယ်တော့ပြန်ဖွင့်မလဲလို့မေးလိုက်တော့လေသူကအဲ့တော့ဟိုမသိဘူးပေါ့မသိရသေးဘူးတဲ့ဒါပေမဲ့လောလောဆယ်တော့ primary ကိုမြန်မာနိုင်ငံကိုပိတ်သွားပြီဆိုတော့ပြောတယ်ပေါ့နော် standard နဲ့ပဲရှောက်လို့ရတာမဟုတ်မြန်မာနိုင်ငံနဲ့ဆိုလို့ရှိရင်အဲ့ဒါနဲ့အဲ့မှာကျွန်တော်ပြီးသွားတော့ပြီး visa ရသွားပြီဆိုတော့ကျွန်တော် accommodation ပေါ့ accommodation ကျွန်တော်ရှာတော့ပေါ့ရှာတော့ကျွန်တော် accommodation ကကျွန်တော်အမတယောက် U home ကအမတယောက်နေကျွန်တော်အဲ့မှာလုတ်ဖြစ်သွားတာပေါ့နော်လုတ်ဖြစ်သွားပြီးအခုဒီကျွန်တော်ခုနေနေတဲ့ same point မှာရသွားတာပေါ့နော်ပထမဆုံးအဲ့ကျွန်တော်မလာခင်ပေါ့နော်မလာခင်ကို accommodation တွေမှာပုတ်တော့deposit ပုံစံမျိုး deposit တော့မဟုတ်ပါဘူးသူကဘယ်လို2လစာကြိုပေးရတယ်ပြသလား
2လစာကြိုပေးရတော့ကျွန်တော် website ကပဲပေးရတာဗျာ website ကကြိုပေးရတော့2လစာကိုကျွန်တော်ဇန်နဝါရီရက်လာတာဆိုတော့ကျွန်တော်ဇန်နဝါရီရယ်ဖေဖော်ဝါရီ2လစာပေါ့နော်2လစာကိုကျွန်တော်61သိန်း4000 60သိန်း4000ပေါ့အဲ့ဒါမလာခင်ကျွန်တော်မလာခင်ဒီကိုမရောက်ခင်ပေါ့နော်မြန်မာကနေသွင်းလိုက်ရတာမြန်မာကနေကျွန်တော်61သိန်း4000ကိုကျွန်တော်အဲ့ accommodation အတွက်ပေါ့နော်နေဖို့အတွက်ဆိုပြီးကျွန်တော်အဲ့2လစာကိုပထမဆုံးတန်းပေးရပေါ့နော်အဲ့ဇန်နဝါရီနဲ့ဖေဖော်ဝါရီလစာကိုကျွန်တော်ကဒီဇင်ဘာတော့ပေးလိုက်တာဒီဇင်ဘာပြီးသွားပြီးတော့ဒီဇန်နဝါရီရောက်လာတဲ့အခါမှာ website မှာသူကဇန်နဝါရီ1ရက်နေ့ကို match လာအတွက်သူက2လလောက်ကြိုပေးရတယ်ပြောသလား3လပိုင်းစာကိုကျွန်တော်တို့က1လပိုင်းမှာပေးရမယ်4လပိုင်းစာကို2လပိုင်းမှာပေးရမယ်အဲ့လိုမျိုးပုံစံမျိုး2လလောက်ကြိုပေးရတယ်ဘာလို့လဲဆိုတော့အဲ့လိုသူတို့ UK မှာပတ်စံမပေးဘဲနဲ့ထွက်သွားလို့ပေါ့နော်အဲ့ထွက်သွားတော့သူတို့အဆင်မပြေဘူးပြသလားအဲ့တော့2လလောက်ကြိုတောင်းတယ်2လလောက်ကြိုတောင်းတော့အဲ့ဒါနဲ့ကျွန်တော်အဲ့ဇန်နဝါရီရောက်တဲ့တော့ကျွန်တော်မြန်မာကနေပဲအဲ့ match လာပိုင်းဆိုမြန်မာဝင်နဲ့ပဲပေးလိုက်တာပေါ့နော်ဒီ UAB visa ကနဲ့ပဲပေးလိုက်တာ visa ကနဲ့အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်39သိန်း1000အဲ့ဒီကောင်ကျွန်တော်တွင်းလိုက်ရတယ်ပေါ့နော်တွင်းလိုက်တယ်တွင်းလိုက်ပြီးတော့အဲ့ဒါနဲ့အကုန်ပြီးသွားပြီဗျာ process ကအကုန်ပြီးသွားပြီဒီဂျားထဲမှာတော့ကိုတငယ်ချင်းတွေနဲ့သွားလာနဲ့တင်မှာနောက်ဆုံးနေနေဆိုတော့လေအဲ့လိုတခြားလေးဝယ်လိုတာလေးဝယ်အင်ဂျီလေးဝယ်တာတော့ရှိတာပေါ့နော်အဲ့ feel လေးတော့ရှိတယ်အဲ့ဒါပြီးတော့ကျွန်တော်အဲ့ဒီလက်မဖြတ်ရတယ်ဒီလက်မဖြတ်တော့ကျွန်တော်ကအဲ့တော့ Extra Travel မှာဒီလက်မတော့ဝယ်တာတော့ဝယ်ပြီးတော့အဲ့မှာကျွန်တော်ဈေးသက်တာတော့ဗျာဈေးသက်တာတော့ကျွန်တော်အစား American ယူဖို့ပဲ American 1100ကျော်ဗျာ1100ကျော်မှာ KG က45ပါတယ် Wi-Fi ဘာညာပါတယ်စားတာတော့တာပေါ့ထားပါတော့အဲ့ဒါတွေက KG ကတယောက်ကို45ရတယ်ကိုတယောက်မေးလိုက်တာဈေးသက်တာတွေဟာရှိသေးလားလို့ American ဆိုတော့အဲ့နဲ့တော့ရှာပြီးတော့အဲ့ KML ဆိုတဲ့ဟာပေါ့နော် KML airline နဲ့လာအဲ့မှာသူက930ဒေါ်လာ930အဲ့တော့ကျွန်တော်4480 rate 4480 rate နဲ့ကျွန်တော်တို့ပေးခဲ့တာဆိုလို့ရှိရင်အဲ့တော့340ပေါ့နော်ကုန်သွားတာမနော်အဲ့လေးလက်မှတ်အတွက်အဲ့ဒါကျွန်တော်တို့တယောက်ကိုluggage က2လုံး luggage က2လုံးနှလုံးကိုဆိုတော့တစ်ခုကို23ဆိုတော့တယောက်ကို46လောက်ရတယ်မနော် KG ကဟိုဟာ Netherlands transit ဆိုတော့ကျွန်တော်မျိုးအဲ့ဘန်ကောက်ကနေပြီးတော့အဲ့ Netherlands ကိုကျွန်တော်12နာရီလေးစီးရယ်နောက်ပြီးတော့အဲ့ Netherlands လေးစိတ်မှာ1နာရီလောက်ပဲနားလိုက်ရတယ်ဒါပေမဲ့ transit time ကတော့ဂျားထဲမှာ3နာရီလောက်ခြားတယ်ဒါပေမဲ့ကျွန်တော်ရောက်သွားဂျားတာဘာညာနဲ့ဟိုဟာဆိုတော့အဲ့မှာဂျားထဲမှာ2နာရီတသားလောက်ပေါ့2နာရီ1နာရီတသားလောက်နားပြီးတော့လေပေါ်ပြန်တက်သွားပါတော့လေပေါ်တက်သွားတော့ကျွန်တော်အဲ့မှာအဲ့ Netherlands နဲ့ဟို Newcastle နဲ့ကြာဟိုဘက်ဒီဘက်ပြရတယ်မှတ်မှာဆိုပင်လယ်လေးပဲခြားနေတာအဲဆိုတော့ကျွန်တော်အဲ့တော့တနားကြီးပဲစီးလိုက်ရတယ်ပေါ့နော်ခုနကကျွန်တော်ပြောနေနေပေါ့နော်ကွန်မိုရိုမှာလူတွေရောက်လာလို့စူညံနေရတဲ့ကြားနေကျွန်တော်အပေါ်ပြန်တက်လာပါတော့ဆိုတော့ခုနကပြောရတဲ့ပြဿနာလို့ရှိရင်ဗျာဟိုဟာကျွန်တော်တို့အဲ့ဒီကိုမလာခင်ပေါ့နော်ဒီ UK ကိုမလာခင်ဆိုလို့ရှိရင်အဲ့လင်းလက်မှတ်ပေါ့နော်လင်းမှတ်ဝယ်ပြီးကျွန်တော်တို့ UK ကိုရောက်လာတယ်ပေါ့နော်ဒီကြားထဲမှာအင်ဂျင်ဝယ်တာအထုပ်တွေပါပြင်တာတို့ဒီမှာအဲ့လိုတခြားဟိုနည်းနည်းပါဟိုငယ်ရင်းနဲ့နောက်ဆုံးပြောတာပါညာအဲ့မျိုးဟိုကြားထဲမှာကုန်ကြစိတ်လေးရောရှိရအောင်နော်ဆိုတော့ပြန်ပြီးတော့ total ပြန်ပေါင်းလို့ရှိရင်တော့ကျွန်တော် UK ကိုအခုမလာခင်ပေါ့နော်မလာခင်ကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်350 900ဝန်းကျင်လောက်ကုန်သွားရအောင်နော်ကုန်သွားပြီးတော့ကျွန်တော်အခု UK ကိုရောက်လာတယ် UK ရောက်လာပြီးတော့အဲ့မှာမပြီးသေးဘူးနော်အဲ့မှာမပြီးသေးဘူးဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောရမလဲကြောင်းကဗျာကျွန်တော်တို့ကအဲ့ဟိုမှာက deposit ဒီပေါင်3500ပဲပေးထားတာဗျာတဲ့လားအဲ့တော့ကျွန်တော်တို့က 50% အကယ်လို့ကြောင်းမတက်ခင်မှာကျွန်တော် 50% ပေးရမှာ 50% ကကျွန်တော်တို့ကဟိုဟာပေါ့6300ဆိုတော့ကျွန်တော်တို့နောက်ထပ်ပေးဖို့ကြံတာက9800ဗျာတဲ့လား9800အဲ့ဒါမပေးလို့ရှိရင်ကျွန်တော်ကြောင်းတက်လို့မရဘူးဗျာတဲ့လားအဲ့ဒါကျွန်တော်တို့အစဘယ်လိုစဉ်းစားလိုက်လဲဆိုတော့ကျွန်တော်တို့တွေကအဲ့နောက်ထပ်ကြံတဲ့အဲ့2800ကိုကျွန်တော်ကမြန်မာနေဒေါ်လာယူလာဒေါ်လာယူပြီးတော့ထိုင်းမှာပေါင်လဲလိုက်တာထိုင်းမှာပေါင်လဲပြီးတော့အဲ့ဒီ UK ရောက်တော့မှပဲအဲ့2800ကျန်တဲ့ဟာကိုဘန်နဲ့ထည့်ပြီးတော့ဗျာဘန်ရလို့ရှိရင်ဘန်နဲ့ထည့်ပြီးတော့ဘန်နဲ့ transfer မယ်ဆိုပြီးစဉ်းစားရတာဖြစ်ချင်တော့ဘန်ကအခုတော့မှကျွန်တော်တို့ဘန်3ပတ်လောက်နေမှာဗျာ3ပတ်လောက်စောင့်လိုက်ရအဲ့ဘန်အောင်စောင့်နေကျွန်တော်တို့တွေအဲ့ enrollment အဲ့ကြောင်းတက်လို့ရအောင်မဟုတ်ဘူးဗျာဆိုတော့အဲ့နဲ့ကျွန်တော်တို့အဲ့တုန်းကဒီ UK ရောက်ပြီးချင်းပေါ့နော်အဲ့မျိုးတွေဖြစ်တော့ဘန်ကနေပါရတယ်မရသေးဘူးအဲ့ဒါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့အဲ့နောက်ဆုံးပေါ့နော်နောက်ဆုံးဘာအောင်ဖြစ်တဲ့ဆုံးတော့အဲ့ agent နဲ့ပဲယူအဲ့မြန်မာကနေပြီးတော့အဖေကမြန်မာငွေပေးပြီးတော့တွင်းလိုက်ရတာပေါ့နော်အဲ့တော့168သိန်းလောက်ပေါ့နော်168သိန်းကအဲ့ 50% deposit ပေါ့နော်အဲ့လောက်တွင်းလိုက်ရတာဆိုတော့အေးပေါ့ပြန်တွဲကြည့်လိုက်လို့ရှိရင်တော့ကျွန်တော်ဒီမှာပေါ့နော် UK ကိုမရောက်ခင်ဆိုလို့ရှိရင်အကြမ်းမြင့်ဆိုလို့ရှိရင်တော့အဲ့ခုနကကျွန်တော်ပြော450နဲ့ဒီဘက်ရောက်ပြီးတော့မှကျောင်းလက 50% ပြန်သွင်းရတယ်160လောက်နဲ့ဆိုလို့ရှိရင်ပြန်တွဲကြည့်ရင်ဟိုပါပေါ့900ကျော်ပေါ့နော်900ကျော်600ဝန်းကျင်ပေါ့ဒါတော့မှမရောက်ခင်เนาะဒီကျောင်းမတက်ကျောင်းကကျွန်တော်တို့အဲ့ခုနပြောတဲ့ 50% ဆိုတာကျောင်းလကရဲ့တော့ပဲရှိသေးတယ်ဗျာသလားကျွန်တော်တို့နောက်ထပ်ပေးရအောင်
ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြန်ပြီးတော့အချင်းချုပ်ပြန်ပြောရလို့ရှိရင်ဗျာကျွန်တော်စစောက်ဆုံးကျွန်တော်ကဒီ visa process နဲ့ UK ကိုမရောက်ခင်ကလေလက်မှတ်ပါညာနေဆိုရင်450 900ပေါ့နော်450 900 online ရှင်တော့ maybe 600ဝန်းကျင်ပေါ့600ဝန်းကျင်လောက်ကျွန်တော်ကုန်ခဲ့တယ်ပေါ့နော်ဒါအကြမ်းမြင့်တွက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကတခုခုအကူအညီဖြစ်မယ်လို့ညွှန်လင့်ပါတယ်အလုပ်တွေပါလေနောက်ပိုင်းကျွန်တော် sharing လုပ်ပေးပါမယ်ပေါ့နော်ကျွန်တော်လက်ရှိတော့ကျွန်တော်ကိုယ်တိုင်လည်းလုပ်မရသေးပါဘူးအဲ့တော့ကျွန်တော်နောက်ပိုင်းအဲ့အလုပ်နဲ့ပတ်သက်ပြီးတော့လည်းဗီဒီယိုလေးလုပ်ရဖို့ရှိပါတယ်ဒါနောက်ဗီဒီယိုမှာတွေ့ပါမယ်